ခင်ဖုံးတဝေဂယ်လာရီရှင်မင်းဆိုတာဆန္ဒရှိရာကိုပြောပြနိုင်တဲ့နေရာလို့ကျွန်တော်ထင်ခဲ့တယ်နေ့ချာအိပ်ပါခင်ဖုံးတဝေအဖိုးတန်ကျယ်လေးတစ်လုံးကျွန်တော်ထွန်းထားရစ်ပါတယ်မျက်စောင်းတွေနဲ့ပလင်းတော်မပျော်ဘဲရည်ပြနေရတဲ့တိမ်တအုပ်ဗျိုင်းတအုပ်မြူတအုပ်စေးပြေစာတင်မောကြီးတွေကမြစ်လယ်မှာတရွေ့၍ပြန်တွေ့ကြဖို့အစီအစဉ်သည်ရှိ၏မရှိ၏ဘာမှမရခဲ့ပါဘူးဘာမှမရခဲ့လို့သာကြပြာဆရာဖြစ်နေတာလေတခုခုရလိုက်ဘူးရင်တခြားလူဖြစ်သွားမှာပေါ့ခင်ဖုံးတဝေရဲ့အဲ့ဒီလိုနဲ့ပဲကို့ပန်းမွင့်ကိုရွက်လို့တိုက်ဘေးရာပင်လေးမိုက်မဲထွက်ခွာသွားပါပြီဓားပနစင်အဲ့ဒီလမ်းမှာခင်းထားပါတလေမြစ်ကလက်မခံတော့ရင်ကမ်းမှာတင်မယ်ဘယ်ကမ်းမှလက်မခံတော့ရင်ရောတောင်မင်းလေးကိုမျောလို့ပန်းသုံးပွင့်တာလူပေးကွယ်တလဲသီးတွေဝယ်ရင်းနဲ့မှဘိုးအောင်ကျော်လန်းကခိုးရီတိတ်နှွဲ့တတ်တာသိတယ်မုန်းစရာကြီးနော်ခင်ဖုံးတဝေဒီအကြောင်းထရန့်နဲ့မစ္စတာရှီကိုမစ်ကောပို့မယ်အချစ်တဲ့ဒေါ်လာစည်းတွေကျော်လာကြောင်းမနစ်ကတမာပင်ရိတ်ကိုပဲမဟုတ်လားအညာသားလေးရောက်တဲ့ရခိုင်မုတ်တီတဲ့ရည်ရတယ်နော်ခင်ဖုံးတဝေကျွန်တော်ကလည်းကျွန်တော်ပါပဲတိမ်မြင်းတောင်မြင်းခင်ဖုံးတဝေကိုပဲတိုင်မင်ချင်နေမိတယ်ကမ်းနားလမ်းကိုပြန်တာပဲကောင်းပါပါလှိုင်းစကားလေးစကားမှာကျွန်တော်လွမ်းကြောင်ကြားပါရဲ့လားခင်ဖုံးတဝေဆိုင်ရင်ကြီးအဆောင်နဲ့တစ္ဆာတီးအဲ့ဒီခင်ဝမ်းတချင်းတွေဖွင့်တတ်တဲ့တပိဆိုင်လေးကိုမရောက်ဖြစ်တော့တာကြာပြီခုနောက်ပိုင်း secret တစိတ်တစ်သေးတောက်ဖြစ်တယ်ဗရင်ခန်းစီအနီရင့်ရင်လဲတယ်ရှောင်းပင်းရဲ့ iron sun ကိုပြန်ကြည့်နေတယ်တိမ်ဦးလေးပြီးမောင်းကိုစီတချင်းကို new version လုပ်ကြည့်တယ်မျောလင်းချက်တန်နေရမှာလေးဆိုတဲ့တကြောင်းမှာကီတချမ်းတင်နေတယ်ဇင်ော်တွေတွေ့တော့တွေ့ပါရဲ့ကျွန်တော်မဖြူစင်ကျွန်တော်ဘူးခင်ဖုံးတဝေမီးအောင်လေးပေါ့အဝေးမှာတယောက်ကိုလောင်နေတာဖြစ်မယ်လာတာလိုက်တာလို့တယောက်တည်းပြောနေရတဲ့ဒုက္ခကိုတော့မုန်းလာတယ်ကျွန်တော်လန့်လို့လာတော့တန်ချောင်းခောက်တန်17ချက်ကြားရတယ်4နာရီကိုဘသူထိုးသွားခဲ့ပါလိမ့်ကွယ်ပြန်အိတ်လို့မဖြစ်တော့ဘူးလေ MBD message တွေဝင်လာတယ်ကျွန်တော်တို့နှစ်ယောက်လုံးမုန်းတာတွေကခုထိဆက်ဖြစ်နေကြတာခက်တယ်တန်နေရနဲ့ကျွန်တော်နဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ထားတာပြောပြရအောင်မယ်မပြက်ပြရစီနဲ့မပြက်ပြရစီနဲ့လို့ပေါ့ကြားရလားခင်ဖုံးတဝေတနခါပန်းလေးတစ်ခက်ခိုင်ထူးရဲ့ဝေးကွာခြင်းကဒုအတွင်းမှာငှက်လေးတွေကိုမမောင်းလိုက်နဲ့နော်လို့ရွတ်ပြခဲ့ဘူးတဲ့မိကောက်ရဲ့တေတန်းစာကြပြတစ်ပိုက်ဘာမှပြန်အမ်းစရာမလိုပါဘူးလိပ်ပြရင်တို့လေးတစ်ခုတောင်ပြန်မအမ်းပါနဲ့စညက်ကလေးတစ်ချောင်းတောင်မှပြန်မအမ်းခဲ့ပါနဲ့အနံစူးစူးလက်သေးဖြက်စီတပလင်းလော်ရယ်နှခမ်းဤအရာထင်ကြံရစ်တဲ့တစ်ခွာတစ်စိတီရှူးလေးကတရွက်ဘာမှပြန်မအမ်းလိုက်ပါနဲ့ခင်ဖုံးတဝေတန်ရတန်ကြီးတာပေးချီခဲ့တာပါ
စကရာလေးဝက်ကြည့်မယ်နော်ခင်ဖုံးတဝေရေကန်အလဲမှာကြာပန်းနှစ်ပွင့်မိမလာလေးက4ယောက်ဖြစ်နေတဲ့ဘလူးပန်ရမှာလဲကွယ်ပန်းပေးပြီလားခင်ဖုံးတဝေပေးတဲ့ပန်းကိုပေါင်းလိုက်တော့3ပွင့်ပြည့်သွားတာပေါ့နော်ခင်ဖုံးတဝေကပန်းပန်စရာမှမလိုတာကွယ်လျက်ပန်းလျက်မိုးလွမ်းညွန့်ပြိုးသည်တိမ်ခိုးချွေလင့်စောတော့ဤလို့နတ်ရှင်အောင်လို့လဲဘာဖြစ်တယ်ညာဖြစ်တယ်ပလီစီ6ချက်နဲ့နေတိုင်းလတိုင်းကိုမပြောတတ်ဘူးခင်ဖုံးတဝေကြောခိုင်းလို့မှခြေဆက်လက်မပြည့်ခင်အရင်နေရာကနည်းနည်းနာလာတယ်ရော့နှစ်ပတ်ခင်မုံတဝေတခွရောပေးပါညီလေးမိုးကစုံကိုခင်မုံတဝေစိတ်ကောက်တယ်လို့ဘောက်ဆက်လေးကြော်ပေးကွာခူးစီလျှော့ဟေခင်မုံတဝေကမချွဲတတ်ဘူးမင်းဟေးကလည်းကွာခင်မုံတဝေမျက်စောင်းလို့မချိုးပါလားနန်းမင်းအိုးကွာညီလေးရဲ့စတုံဖြူလေးပါထက်တရက်ကလေးလေးဖွေးကနေပေါ့ secret တပွဲချဘယင်မ2စီ200ဘူးခင်ဖုံးတဝေများများပေါက်ပေးပါကွာအော်အရှိကောင်းငင်မှာမိုးရညို့ပြီလားတဆောင်းတစ်ပါတော့မယ်ခင်ဖုံးတဝေတက်ကြွကြွငှက်ကလေးတွေတောင်ခုတလောစောင်းခူကြတော့မယ်အဲ့ဒီတနက်ကကြီးစံမှာကျွန်တော်လိပ်စာပါတယ်မဟုတ်လားတီတီတက်ဖိတ်စာမှာပုံညက်ပင်ချေရင်အိမ်နမက်ကပုရှကင်ကွယ်လွန်တဲ့ခုနှစ်ကြပြာနဲ့တဲတက်လို့ချစ်တဲ့သူများရိတ်သားတောကမြို့တော်မှတ်မိပါတယ်နော်ခင်မုံတဝေတမြင့်မြင့်ကျွမ်းလောင်ခြင်းမှတ်တိုင်းမှာဆင်းဖို့အားလုံးကိုပြောပေးကွယ်တစ်ချက်တည်းနဲ့တေးအောင်ပြစ်စီချင်ပါတယ်ကျွန်တော်ရက်လိုက်ပါတော့မယ်ငှက်လေးတစ်ကောင်ဖြစ်ပြရစီလို့ကျွန်တော်ဆူတောင်းပြီးတဲ့အခါအားလုံးရက်လိုက်ပါတော့မယ်ရက်ဆက်ယူရစွာတစ်ချက်တည်းပြစ်ပါခင်ဖုံးတဝေနတ်ပြည်ဘဏ္ဍထမှာတွေးကျွန်တော်တို့မမေ့ကြကြီးလေနော်ရန်ကုန်စိတ်ကိုလည်းတတိယပါတီတာဦးကိုလည်းတတိယပါကင်းနှင်းကမမကြီးဆိုင်ကိုလည်းတတိယပါတိန်တော်ကြီးနဲ့ငဝင်စိတ်ကန်းတပြေတန်းနဲ့ယူကလစ်ပင်ရွှေမြင်းတင်မှာတောင်းတဲ့စုမှန်သမျှကွနိုင်ပါခင်မုံတဝေကောင်းသောမနက်ခင်းမှာဆိုတာကိုတော့မနက်ဖြန်မနက်မှာမျက်နှာစင်းခိုးပြလေးတစ်ကောင်လာပြောပါလိမ့်မယ်သူ့ကိုမောင်းမထိုးလိုက်နဲ့နော်ခင်မုံတဝေကောင်းရမွန်ရရောက်ပါစေကျမ်းမာပါစေချမ်းမြေပါစေကျွန်တော်တော့ငရဲမှာ